Hello မင်္ဂလာပါခုကျွန်တော်တို့တချင်တဲ့ဘုတ် arrange လုပ်ပြီးတော့မှတီးနေတယ်ပေါ့ဆိုတော့သူ့ရဲ့မူရင်းကိုကျွန်တော်ပြပြချင်တယ်ပြီးတော့ကျွန်တော် arrangement ဘယ်လိုလုပ်တယ်လဲဘယ်လိုလုပ်ထားတယ်လဲဆိုတာကိုဖွင့်ပြပြချင်တယ်တော့မူရင်းTap dum t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 ap dum. Yeah. Okay, so ကျွန်တော် rich လုပ်ပြီးမှပြန်တီးထားတာကိုတစ်ချက်ဖွင့်ပြမယ်โอเคအဲ့လိုလောက်ထားပါတယ်ဆိုတဲ့အကြောင်းเนาะ